အားလုံးပဲမင်္ဂလာပါ DS Sport နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါ Giant မှာကန်ခဲ့တဲ့ဒါ Crystal Palace နဲ့ Carabao Cup လေးကိုကျွန်တော်တို့ဒီ review လေးလုပ်ရင်းနဲ့ဒီလာမယ့်စနေနေ့မှာကန်မဲ့ Brighton နဲ့ပွဲလေးကိုလည်းကျွန်တော်တို့ preview လေးညီကိုနဲ့တူဆွေးနွေးမှုလေးလုပ်လိုက်ရအောင် Okay ကျွန်တော်တို့ Crystal Palace နဲ့ပွဲမှာကျွန်တော် 1-1 draw တော့ကြားခဲ့တယ်ဒါပေမဲ့ penalty နဲ့ကျွန်တော်ဒါနောက်တစ်ဆင့်တက်လန်းနိုင်ခဲ့ရပါတော့ကျွန်တော် Chelsea နဲ့ကျွန်တော် semi final မှာတွေ့ရမယ်ဆိုတော့အဲ့ဒီနေ့ကရှေ့စွမ်းပိုင်းကိုလည်းတချို့ဒီ Arsenal fan တွေကသဘောမကျကြဘူးဗျာကျွန်တော်ဒီနောက်ဆုံးကန်ခဲ့တဲ့ဒီဦးဗန်ဒန်နဲ့ပွဲပေါ့ဦးဗန်ဒန်နဲ့ပွဲလစလို့ကျွန်တော်တို့1 goal margin လေးနဲ့နိုင်ခဲ့တယ် Everton နဲ့ဂျာယာကပြီးမှနောက်ဆုံးကန်ခဲ့တဲ့ပွဲဆိုလေကျွန်တော်1 day နဲ့နိုင်တယ်ဆိုတော့အဲ့ဒီပွဲစဉ်တွေမှာရလက်ကတော့ဗျာဒီ1 goal margin နဲ့နိုင်တယ်ကျွန်တော်ဒီကာဝေါင်းဆိုလဲ1-1 draw ကြတယ်ပေါ့ဒီ full time ကတော့ဆိုတော့အဲ့ဒီပွဲစဉ်တွေမှာကျွန်တော်တို့expected goal ပေါ့နော် expected goal ကကျွန်တော်1-2နီးပါးရှိရဗျာ 1.92 2တော့မှကြော်သေးရဗျာ 2.7 လောက်တောင်ရှိခဲ့နေတိုင်းလေးရှိရအဲ့တော့ကျွန်တော်တို့ Wolverhampton နဲ့ပွဲမှာတော့ 1.13 လောက်ပဲကျွန်တော်ဖြစ်ခဲ့တာဆိုတော့အဝိတ်ပွဲမှာလည်းဒါ Wolverhampton လည်း17ရောက်လောက်နီးပါးကိုကျွန်တော်ပေါက်စမှာပဲပိတ်ထားတာဗျာဒီလိုနေထားတော့တွေ့ခဲ့ရပေါ့ဆိုတော့အဲ့ရှေ့ကိုသွားမယ်ဆိုရင် Villa နဲ့ Aston Villa ကိုရှုံးခဲ့တဲ့ပွဲတော်မှာကျွန်တော်1.92 လောက်ရှိခဲ့တယ်ဗျာဆိုတော့ကျွန်တော်တို့ကဒီပြောဆို clinical ပဲဖြစ်တာပေါ့ဒီပိုင်းတွေကနီးပြားနဲ့သိမဆိုင်လို့ကျွန်တော်ထင်တယ်နီးပြားတော့သူ့ရဲ့ဒီအရင်ရာသီမှာကျွန်တော်နီးပြားအားမရခဲ့ရတော့မှန်တယ်ဒါပေမဲ့ဒီရာသီမှာတော့သူ့ရဲ့ဒီ system ဒီ formation ဒီ tactical ဘန်းကတော့ဒါလိုအပ်ချက်မရှိဘူးလို့ကျွန်တော်ထင်တယ်လူထုတ်ပုံလူစားလဲပုံဒီလူစားလဲမှုရာအစဒါမှန်ကန်ခဲ့တယ်ဗျာဆိုတော့ဒီပွဲစဉ်တွေမှာဒီနောက်ပိုင်းပွဲစဉ်တွေမှာသူတို့ဒီတန်ပတ်အုံးကိုတွေလည်းဂိုးတွေရတယ်ပေါ့ဗျာကျွန်တော်တို့မသွင်းနိုင်တဲ့အနေထားမှာတော့ကျွန်တော်တို့ဒီ player နဲ့တော့ဆိုင်မလို့ကျွန်တော်ထင်တယ်အဲ့ဒီပွဲစဉ်တွေမှာလည်းသူတို့တော်တော်များ chance တွေရတယ်ဖြစ်ရှင်တော့အကြောင်းကလည်းနည်းနည်းတော့တိုက်ဆိုင်တယ်ဗျာ player တွေအကြောင်းလည်းဖြစ်သလိုဒါတစ်ဖက်ကလည်းဒါဂိုးသမားတွေကလည်းဒါကောင်းခဲ့တယ်ဗျာ Palace နဲ့ဂိုးသမားဆိုလည်း Palace ဂိုးသမား Fini တက်ကအကောင်းကောင်းလေးကိုဒါကာဝယ်မှုပြုလုပ်သွားနိုင်တယ်ဗျာဒီအကြကြောင့်အမဲကျွန်တော်တို့ဒီလိုအပ်တဲ့ဒီကျွန်တော်တို့ဘက်ကသွင်းကိုမရခဲ့ဘူးပေါ့အဲ့တော့ကျွန်တော်တို့လောလောဆယ်ပြင်ဆင်ရမယ့်အပိုင်းကဒီတိုက်စစ်ပါမနော် clinical ဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ဒီ tactical ဘိုင်းနဲ့ဒီ system ဘိုင်းကတော့လိုအပ်ချက်ကတော့မရှိသလောက်ကိုရှားတယ်ကျွန်တော်တခြားမှာဒီဒဏ်ရာနောက်တန်းလေးဒဏ်ရာနာသွားတာတော့ဒီကျွန်တော်နည်းနည်းလေး shaky လေးတော့ဖြစ်ခဲ့ကြတာပေါ့ဒါပေမဲ့လုံးလုံးကြီးပြင်ရတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီလူစင်းတွေလေကျွန်တော်ပါစင်းလောက်ပြန်ပါလာပြီနောက်တန်းမှာဆိုလဲGabriel ပဲဒါမပါနိုင်သေးရဗျာကျွန်တော်ဆလီပါလဲပါလာပြီကျွန်တော်ကိုင်းဟာဗတ်တို့လည်းပြန်ပါလာဖို့အများကြီးဗျာအဲ့တော့ကစားသမားတွေတော်တော်များများအဆုံးသလောက်တော့စုံလာပြီပေါ့နော်ဒီ Gabriel တို့ပဲကြံတော့တာဒီ Gabriel ကိုင်းဟာဗတ်မာတင်နယ်လီကတော့ဒီဂျားပွဲမှာတော့ဒီတန်းပြန်ရသွားပြီပေါ့ဗျာအဲ့တော့အဒီတာပြောချင်တာကဒီ tactical ဘိုင်းတွေဒီ system ဘိုင်းတွေကတော့အဆင်ပြေတယ်ပြပြောစရာတိတ်မရှိသလောက်ပဲပေါ့ဗျာလက်ခံပေးလို့ရတဲ့အရာနေထားရများတယ်ဆိုတော့တခုပြောချင်တာကတော့ဒီပွဲတိုင်းပေါ့ဗျာပွဲတိုင်းဒီ high pressing ဒီမကစားစေချင်တော့ဘူးပေါ့ဗျာချို့ပွဲတွေကမလိုအပ်ဘူးဗျာပုံမှန်ပို့ပါကစားဖို့ပဲရတယ်ဗျာဒီပို့ပါကစားလို့ရတဲ့ပွဲမှာလည်းဒီ high pressing တွေ high intensity တွေဒါကစားခိုင်းနေဗျာအဲ့တော့ဒီကစားသမားတွေကဒဏ်ရာရပဲဒီရှက်တွေကြောင့်ပဲရတာများတယ်ပွဲလဲပူပြီးပင်ပန်းနေဗျာတခြားသိန်းရ player ရဲ့လဲဒီပွဲတန်းလို့ကစားရမှန်တယ်ပွဲပန်းနိုင်တူကိုအသိန်းကဒီ high pressing high density ဒီကစားတာများတော့တသိန်းလုံးတက်တသိန်းလုံးစင်းဒီဒါကစားရများတော့သူများ player တဲ့ဆိုင်ပွဲပူပင်ပြီးတော့ပင်ပန်းတာတွေ့ရတယ်ဗျာကျွန်တော်ဒါကိုပွဲကျင်သိတာတယ်အဲ့တော့ချို့မလိုအပ်တဲ့ပွဲမှာဒီလိုမျိုး high pressing high density ဒီမကစားခိုင်းတဲ့တော့ဘောနော်အဲ့တော့ဒီချက်တွေကြောင့်နည်းနည်းလေးပြုပြင်လိုက်မယ်ဆိုရင်တော့ဒါတော်တော်လေးအဆင်ပြေလာပြီကျွန်တော်တို့နောက်ရာသီဘွဲအတွက်ပါပေါ့ဆိုတော့ဒါမဲ့ Friday နဲ့ပွဲမှာလဲဒီလူစုံကတော့ဆောင်းနေပြောလို့ပဲလူစုံဒီဘက်လောက်ကျွန်တော်တို့ကစားလို့ရနေပေါ့နော်ဒီရှေ့စွမ်းပန်းလည်းဆောင်းလိုများပေါ့နော်တချို့ fan တွေဖြစ်တယ်လို့တိုင်းဆိုးနိုင်မဟုတ်ဘူးဗျာ
ဒီဆောင်းတော့ expected goal တွေကျွန်တော်ပြောလို့ပဲမြင်တယ်အဲ့တော့ clinical ဖြစ်ဖို့ကတော့လိုတာပေါ့နော်တိုက်စစ်မှုတွေဒီအဆုံးသက် goal တွေဒီ finishing ပိုင်းတွေတိုးတက်ဖို့တော့လိုတယ်အဲ့တော့ဒီ Brighton နဲ့ပွဲမှာလည်းဒါဒီဆောင်းတော့ပေါ့နော်ဝေဖန်ခံရတဲ့အနေထားကိုဒီပယ်ဖြတ်မယ်လို့ကျွန်တော်ထင်တယ်ပယ်ဖြတ်ပါမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဟို Brighton ကလည်းလာမဲ့ဒီဘက်ကကံမဲ့ Brighton ကလည်းဒါရိုင်းကောင်းတယ်မဟုတ်ဘူးဖောင်လဲနည်းနည်းပြက်နေလို့ပြောလို့ရဗျာဟိုးအရင်နှစ်က Brighton ကိုမမီဘူးဖြစ်နေတယ်သာသမားရလည်းအပြောင်းလဲနေတယ်ရတာနေနဲ့ကျွန်တော်ဟို connection မမီဘူးပဲဗျာပွဲစဉ်ကြည့်လိုက်လို့ရှိရင်ကစားအားရတော့ကောင်းတယ်ဒါပေမဲ့ဒီသူတို့လည်းဒီတိုက်စစ်မှာအဆင်မပြေဘူးပေါ့ဗျာဒါပွဲတိုင်းလို့ဒါမင်တေရိုလောက်ပဲဒါမင်တေရိုရူတာလောက်ပဲဒါရုံအားတိုးဝိုင်းရှိရဗျာအဲ့တော့ဟိုသူတို့လည်းရိုင်းကောင်းတာမဟုတ်ဘူးဖောင်ပြက်နေရလို့တော့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာလည်းဒီ Friday တဲ့ပွဲမှာပေါ့နော်ကောင်းကောင်းဆောင်းပြောလို့ဒီတိုက်စစ်မှာအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ကျွန်တော်ထင်တယ်ညီတို့ဒါလက်ရှိရှေ့သွန်းပေါ်အားကျင်မှုရှိလာပါတော့ဘယ်လိုမြင်လေးရှိကြလဲအာဆင်နယ်အသင်းအဘိုင်ပြုပြင်တင်လဲပြောင်းလဲတင်လဲဆိုတာလဲမြင်လေးလည်းမျှော်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်